ရှိရဲ့လိုင်းနာမှာဖြစ်စရာစောက်ကြောင်းမရှိဘူး အဓိကတော့လိုင်းတိုင်းမှာဖြစ်သွားတာ ဒီဆိုင်ရှင်ဘက်ကမိန်းမမှန်တယ် ဟုတ်ပြီ မှားတာကဘာလဲဆိုတော့ तू ဖြည့်ရှင်းတဲ့နီလန်မှားတယ်ဒီလားအခိုးမရဲ့ရှင်းရှင်းလေးရဲလက်မအဲ့ကွက်ကိုနှိပ်ဆက်ရိုင်းနေပြီးလွတ်ပြီးလိုက်ငါပြောရှင်းရှင်းလေးဘာမှဓာတ်ဝင်ရိုက်ပြီးလိုင်းမော်တင်ကြမလို့ အဓိကကလေးကိုလေတွားချီပြီးတော့လေအဲ့လိုမျိုး ကလေးကလည်းနေသားနဲ့ဝင်ငွေရှိတယ်ငါတို့တော့ဝင်ငွေမရှိဘူးကလေးကနေသားနဲ့ဒီပါရင်ရှိတယ်အဓိကမေးရကလေးကိုချီထားတာဖြစ်တယ်လူတွေကကွာကလေးကိုချီထားတဲ့ဟာကိုမခံနိုင်တာကွာဒီလားအဓိကပြောချင်တဲ့ဟာကလေးကိုသာမချီကလေးကိုသာတယောက်ကိုပေးချီထားတာသိပါရကလေးကင်နာပြီးမှသူ့ဆုံးမှဒါဆိုနီးလက်မှန်တယ်တဲ့လက်တွေ့ကြတယ်နော် ကလေးကိုဖယ်လိုက်တယောက်ကဆွဲချီသွားတယောက်မှရိုက်တယ် အေးဟုတ်တယ် မချိုးစင်းနဲ့မကန်းစင်းနဲ့မသေးစင်းနဲ့ရိုက်နောက်ဦးအောင်အောင်ရိုက်ဘာမှဖြစ်ဘူးငါဆိုလေအဲ့တကိုးမကရုံတော့ခေါင်းမလေးတာတကိုးမတော့တတူးတောင်ထိုးပေးလိုက်အောင်ပါခေါင်းမလှုပ်ရှားလို့မရအောင်အခုကကြည့်လိုက်ခိုးတဲ့သူများပစ္စည်းခိုးတဲ့တကိုးပရိကျူးလွန်လာတဲ့တကိုးမဟိုမှာနေနေအလုံငွေတုံးလုံးလဲနေအောင်မှတရက်4သိန်းဝင်တယ်အလုံငွေကချင်းတခိုးပြီးဒါမျိုးလေးအဲ့လက်တာတရက်4သိန်းဝင်တယ်5သိန်းဝင်တယ်10နဲ့ချီကိုဝင်တယ်တနာတာတစ်ပိုင်းငါပြောတာဆိုင်ရှင်ကသူ့ပစ္စည်းပဲတစ်ခါလဲဝင်တစ်ခါမှ3ခါဆိုသူတင်းမိလေဟုတ်တယ်မလားဆိုင်ရှင်မာနကြီးတာအပေါက်ဆိုးတာဟုတ်တယ်ဒီမိမစိတ်တက်မကောင်းအရင်မောက်မှလည်းထောင်းသူ့ပစ္စည်းကိုဘယ်သူမှမကြိုက်ဘူးလေဟုတ်တယ်ဒါမဲ့သူဖြည့်ရှင်းနီးလားမှားသွားလို့ခုသူကတရားဥပဒေရေးယူသွားတယ်ဟိုမှာတကိုးမောက်လည်းရေးယူလေရှင်းရှင်းလေးကိုဟုတ်တယ်အဓိကကလေးကိုတွားချီပြီးတော့အဲ့လိုလှုပ်လိုက်တယ်လှုပ်လိုက်တယ်တော့ဆိုးဆိုးကြီးဖြစ်သွားတာဒီလားအဲ့လိုဒါဆိုရင်ငါလည်းလှုပ်တော့မယ်ဒီမှာငါလည်းဘီယာပိုင်းနဲ့ဟုတ်လားငါ့ဘာဖိုးညီတဲ့ငါဝယ်ပြီးငါရင်းလိုက်တော့မယ်ဘာဖိုးညီနဲ့ခိုးပြီးွားကြီးမှလည်းအမလေးမွေးကနေမို့လို့ငါလည်းလို့လိန်ထားလိုက်မယ်ရှင်းရှင်းလေးငါလည်းလူငွေထိုင်စားလို့ရတယ်လိုင်းတရားမှာလေဟိုကခိုးတဲ့သူတွေကလည်းများတယ်လို့မျိုးအဲ့လိုမျိုးဘယ်လိုပြောပဲဇယိုက်စံသွားပြီးဖြည့်ရှင်းလိုက်တာလည်းမှားသွားတယ်နှစ်ခုစလုံးမှားသွားခိုးတဲ့သူကလည်းမှားတယ်ဒီဘက်မှာဇယိုက်စံဖြည့်ရှင်းတာလည်းမှားတယ်နှစ်ခုလုံးဖြည့်ရှင်းရအောင်တော့လိုင်းသားမှာလိုင်းသားရဆိုတဲ့ဟာရေးအဲ့ကလေးကိုငားပလိုက်တဲ့မိဘတွေမှာခေါ်ကြီးဖြည့်ရှင်းငါတော့ဒီကတော့လိုင်းသားရဆိုတဲ့နမိတ်အဲ့အယူကိုလေအကြီးတန်းစီကငါတော်တော်လေးဟိုမှာဖြစ်တာတဲ့စိတ်ကလေလိုင်းသားရလိုင်းသားဆိုတဲ့ဟာကိုအကြီးတန်းစီကလိုင်းသားကြားတယ်ဟိုနှစ်ဘက်စလုံးမှားတယ်မှားတာနှစ်ဘက်စလုံးမှားတယ်ဒါပေမဲ့ဘယ်ကလဲလိုင်းသားအဲ့ဒါကြီးအကြီးတန်းစီဟာဒီလားအဲ့ဒီကြားတာကြီးကလေလှိုင်းသားမှာဖြစ်သွားတယ်အဲ့ဒီရောငါလှိုင်းသားပြင်းမှုဖြစ်လိုက်လို့လှိုင်းသားတကယ်တရခန့်နဲ့သွားကြည့်စီမှတ်ပုံနေနဲ့လှိုင်းသားမြင်းစားတခုမှမရှိဘူးစနေမင်းသားမရှိဘူးဒါပေမဲ့ထားပါလှိုင်းသားရောက်ငါနာလာပြောတာငါတခိုးမှအားကြဆုံးပဲဟုတ်တယ်လေတခိုးမှအားကြဆုံးပဲဟုတ်တယ်လေတခါတော့ရေးမှုကပြီးတော့တနေ့ကမိုးလင်းမိုးကျတနခါတော့မလိမ့်ဘူးထေကြီးမှဆိုလို့မျက်နှာပြောင်းနဲ့အိမ်မှာစောင့်နေလိုက်လူရှင်နေလာမှာတယောက်လည်း9သိန်းကိုနေ့ကငါတက်တဲ့ line ပေါ်မှာတုံးလုံးလေးလက်နဲ့လက်ထက်မှာ10သိန်းအောင်နဲ့ကိုမဟောတော့မှတယောက်3သိန်းရောက်ပြီဗဇက်ကအမြုပ်ဖေးရထွအောင်ရှားစာတင်လိုက်အလုပ်လုပ်လိုက်အော်တယ်ကံဘောစား